ငါနေပြီနော်လိမ့်စာငါ့ကိုတရားပြပေးဦး အေးတကယ်ချင်းလိမ့်စာရန်ကုန်အင်းစိန်လမ်းမကြီးပေါ်တန်လန်းမတိုင်နာမှာရှိတဲ့ဒဲဆန်ဂျူရီကွန်တိုလေးတကယ်ချင်း အေးတကယ်ချင်းအဲ့ဆိုငါရရင်ပို့ဆောင်လိုက်မယ်နော်တကယ်ချင်း โอเคတကယ်ချင်းအဲ့ဆိုငါစောင့်နေမှာနော်အော်မတွေ့ရကြောင်ငါလိုက်တာတကယ်ချင်းလားလိုက်ခဲ့Century Condo မှာဆိုလို့ရှိရင် swimming pool, gym, lobby area တွေအပြင် cafe shop နဲ့ kids playground စတာတွေလည်းပါဝင်ပါတယ်။အနီးနားဝန်းကျင်မှာဆိုလို့ရှိရင်လည်း YUFC, Land Center နဲ့ M Tower တို့ရှိတာဖြစ်တဲ့အတွက်ကြောင့်နေ့စဉ်လူမှုဘဝလိုအပ်ချက်များကိုအလွယ်တကူဖြည့်ဆည်းနိုင်တဲ့အပြင်ရန်ကုန်မြို့ရဲ့အဓိကလမ်းမတစ်ခုဖြစ်တဲ့ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာတည်ရှိလို့လည်းဘယ်တော့ဘယ်လာလိုရခီးကိုအဆင်ပြေချောမွေ့စွာသွားလာနိုင်မှာပဲဖြစ်ပါတယ်။ဒါတငယ်ချင်းဒါတော့ငါအိမ်မှာရှိရဲ့ kitchen လေးကိုအရင်ပြမယ်ဟာဒါတော့ kitchen ဖြစ်တယ်ပြင်ဒီဘက်ကိုကြည့်လိုက်ဒါအရန်ကိုကျဲတဲ့ငါရဲ့ master bedroom လေးငါညဘက်ဆိုဒီမှာအမြဲတမ်းစိန်ခံနေကြfacility ကလည်းအပြည့်ဟာပြီးတော့နင်ဒီဘက်ကိုလာခဲ့တာဒီဘက်မှာဆိုရင်ငါတို့ dining room ရှိရယ်ပြီးရင်ဒီမှာ single နှခမ်းဒီမှာတစ်ခမ်းဒီမှာတစ်ခမ်းပြီးတော့ဒီမှာကြည့်ငါရဲ့ toilet ကလေးကိုမြင်ကြည့်လိုက်စမ်းမိုင်းငါနဲ့ယူပြအောင်မယ်ဒါတော့ငါရဲ့ air gun လေးပေါ့မယ်နေဟဲ့စဉ်းစားကြည့်စမ်းပါဒီလိုကိုးလာလို့နေရမျိုးမှာမနက်ခင်းတိုင်းမှာဒီလို view မျိုးနဲ့နိုးထလာဖို့ဆိုတာမလွယ်ဘူးတောင်တိုင်ကုသိုလ်နဲ့မရကဲအဲ့ဆိုရင်ကဲငယ်နေကြိုက်တယ်ပါ ကြိုက်တာပါတကယ်ချင်းอ่ะ ကြိုက်မှာပေါ့မာစတာခန်းဆိုလည်းအကျယ်ကြီးပဲနေတွေ့ရတဲ့အတိုင်းစင်ငယ်ဆိုလည်းနှစ်ခန်းပါဟာ view ဆိုလည်းအမိုက်စားနင်သိရတဲ့အတိုင်းပဲပြီးတော့1250ဆွဲပြီးရှိရဟာနင်တစ်လောက်ကို35နေပြီငါ โอเคတကယ်ချင်းအဲ့ဆိုရင်ငါတစ်ခါစားဆွဲတော့ အခုချက်ချင်းကြတော့ချုပ်လို့မရအောင်ထင်တယ်တကယ်ကြီး ဟာဘာဖြစ်လို့လဲနင်ကလေ ဟောလေအိမ်ရှင်းကမရှိသေးဘူးဟာ ဟမ်အဲ့ဆိုနင်ကပါလား ငါအကျိုးဆောင်